Buffer application ငွေတုံးတီးလေးတင်ပြပါမယ်ကျွန်တော်အောက်ကနေပေးထားတဲ့ link ကနေပြီးတော့ VPN US VPN ခံပြီးတော့ down သေးချင်ပါခင်ဗျာ game ကို down မယ်ဆိုရင်ဟုတ်ကဲ့ down ပြီးလို့ရလာရင် game ထဲဝင်လိုက်ပြီဆိုရင် daily test လေးလုပ်ရမှာခင်ဗျာ daily test 5 ခုလုပ်ပြီးဆိုရင်ကျွန်တော်တို့အနီရောင်လေးရလာမယ်ရလာတဲ့ပတ်စံကိုကျွန်တော်ကထုတ်မယ်ဆိုရင်အနီတစ်ချက်နှိပ်လိုက်ရင်ဒီမှာသူက daily test လုပ်မယ်ဆိုရင်လုပ်ဆောင်ချက်လေးရှိပြီကျွန်တော်62K ပြည့်အောင်တော့ပြီးမှကျွန်တော်ထုတ်မယ်ခင်ဗျာဒီမှာထုတ်မယ်ဆိုရင်ပေးပေးရရင်လိပ်စာရဲ့ကိုယ့်ရဲ့နာမည်ထည့်ပြီးတော့ထုတ်ပါမယ်ခင်ဗျာဟုတ်ကဲ့ဒီဘက်ကအပြာရောင်လေးထုတ်မယ်ဆိုရင်ကျွန်တော်တို့ကကိုထုတ်ချင်တဲ့အမောက်တစ်ခုရမယ်ဆိုရင်ပေးပေးကိုနေပြရနဲ့ email ရဲ့ကိုယ့်ရဲ့နာမည်လေးကိုထည့်ပြီးတော့အမောက်တစ်ခုကိုထုတ်ယူလို့ရပါမယ်ခင်ဗျာနောက်ထပ်ကျွန်တော်ပြသွားပေးချင်တာ ATM ဆက်တဲ့ပတ်စံတွေကိုထုတ်မယ်ဆိုရင် daily test လေးလုံး ATM နံပါတ်လေးရလာမယ်ရလာလို့ပြီးသွားလို့ထုတ်မယ်ဆိုရင်ကျွန်တော်တို့ကဟုတ်ကဲ့ကျွန်တော် email ရဲ့နာမည်လေးရဖြည့်ပြီးတော့ဒီ set လေးက daily နံပါတ်လေးရဖို့အတွက် daily test လေးနေ့စဉ်လုပ်ပေးမှရပါခင်ဗျဟုတ်ကဲ့အားလုံးအဆင်ပြေကြပါခင်ဗျကျေးဇူးတင်ပါတယ်